အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့laptop အဟောင်းကို RAM မြင့်ပြမယ့်ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲကျွန်တော် laptop လေးကတော့အဟောင်းလေးပါဒီမှာ RAM ကလည်း 4GB ပဲရှိပါတယ်အဲ့တော့သုံးရတဲ့နေရာမှာသိပြီးတော့အဆင်ပြေလေးပေါ့နော်ဒါကြောင့်မလို့ RAM မြင့်မှာပဲဖြစ်ပါတယ်ဒီမှာ line ပေါ်ကနေမှာထားတဲ့ RAM ချောင်းလေးလည်းရောက်ပါပြီဒီမှာ RAM 8GB နဲ့ချောင်းဝယ်လိုက်တာပေါ့နော်အဲ့တော့ 8GB နဲ့ချောင်းဆို 60GBကျွန်တော်ငကို laptop မှာပါတာက 4GB ပဲပါတယ်ပေါ့နော်ဒါကို 60GB ဖြစ်အောင်မြင်မှာပဲဖြစ်ပါတယ်ဒါကတော့သူ laptop ရဲ့ကန်တဲ့ပမာဏကတော့အရင်ဆုံး line ပေါ်ရှာကြည့်မှရပါဘူးနော်သူကဘယ်လောက်ထိမြင်လို့ရမလဲပေါ့ကျွန်တော် laptop ကတော့60GB ထိမြင်လို့ရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာ 8GB နဲ့ချောင်းမှာထားတာပဲဖြစ်ပါတယ်အရင်ဆုံးဒီနောက်ကကာဘာလေးကိုဖြုတ်အောင်ပါမယ်ဒီမှာဖြုတ်စီရလဲနှစ်လုံးပဲပါတယ်ပေါ့နော်ကဲဒါလေးကိုကျွန်တော်တို့ဖြုတ်လိုက်ပါမယ်ကဲဒါပြင်ဒီမှာ run တစ်ချောင်းတွေ့ပါပြီအဲဒီ run တစ်ချောင်းကိုဖြုတ်ရမယ်ပေါ့နော်အဲဒီနေရာမှာကျွန်တော်အသစ်တက်ရမယ်ဒါ run 2GB တစ်ချောင်းပါအဲဒီမှာဘေးက clip လေးနဲ့ထိန်းထားပါနော်အဲဒီ clip နှစ်ခုတစ်ပြိုင်နက်ဘေးကိုဟာပြီးလိုက်လို့ရှိရင် run ချောင်းကသူ့ဘောကိုထောင်းတက်လာမှာပဲဖြစ်ပါတယ်ကဲတော့ဒီမှာဒါဆိုရင်ဒီ run ချောင်းဟောင်းလေးကိုနှုတ်လိုက်ပါမယ်ကဲဒါ run 2GB ပါ 2GB တစ်ချောင်းပါ run 2GB တစ်ချောင်းနောက်တစ်ချောင်းကတော့ keyboard ရဲ့အောက်မှာရှိမှဖြစ်ပါတယ်ဒီမှာ run 2GB DDR3 နော် DDR3 run 2GB လေးပဲဖြစ်ပါတယ်ကဲဒါလေးကိုဘေးဖယ်ထားလိုက်ပါမယ်အဲဒါရင်ခုက keyboard ဖြုတ်ဖို့လုပ်မယ်keyboard ဖြုတ်ဖို့ရန်အတွက်ကြတော့ဒီနှစ်လုံးကိုဖြုတ်ရမယ်နော်ဒီမှာဒီတစ်လုံးကတော့မပါတော့ဘူးငကိုတွေကမပါတာပေါ့နော်အရင်လူလက်ထက်တွေကမပါတာဒီဟာလေးကိုဖြုတ်လိုက်ပါမယ်ကဲဖြုတ်ပြီးတော့ရင် keyboard ဖြုတ်မယ်ဆိုရှေ့ကိုပြန်ပြီးတော့လမ်းမယ်keyboard ဖြုတ်တာရှေ့ကိုတိုးပြီးတော့ကျွန်တော်တို့ကဖြုတ်အောင်ဖြစ်ပါတယ် keyboard ကိုရှေ့ကိုဖိတိုးအောင်ဖြစ်ပါတယ်သူကလစ်လေးတွေပြုတ်သွားအောင်ရှေ့ကိုဖိတိုးအောင်ပါအဲ့တော့ဒီတိုင်းတိုးလို့မလွယ်ဘူးဆိုရင်လည်းကလော်တန်လေးနဲ့ဒီကလစ်တွေအရင်ပြုတ်သွားအောင်ကလော်ပြီးမှရှေ့ကိုတိုးပြရမှာဖြစ်ပါတယ်။ခေဒါဆိုရင် keyboard ပြုတ်သွားပါပြီ။ရမ်းပြီးဆွဲလို့လည်းမရဘူးနော်။သူကကြိုးကချိတ်ထားဆိုတော့ဖြည်းဖြည်းချင်းပဲဆွဲရမှာဖြစ်ပါတယ်။အဲ့တော့ဒီနောက်မှာဒီမှာ run တစ်ချောင်းရှိပါတယ်။ကဲတော့ဒီ run လေးကိုလည်းကျွန်တော်တို့ဖြုတ်ပါမယ်။ဒါလည်း run 2GB တစ်ချောင်းပါ။အဲ့တော့ဒီ clip နှစ်ခုကိုဘေးကိုဟာလိုက်ပါမယ်။ဒါဆိုဒီဘက်ဒီ run ချောင်းလေးထွက်လာပါပြီ။ကဲတော့ဒီ run ချောင်းလေးကိုဖြုတ်ပါမယ်။ run 2GB အဟောင်းလေးပါ DDR3 သူလည်း DDR3 run 2GB အဲ့ဒါနှစ်ခုပေါင်းလိုက်တော့ run 4GB ပေါ့နော်အဲ့ဆက်ထဲမှာပါတယ် run 4GB ဒါကိုကျွန်တော်တို့ဒီမှာဒါအဟောင်းလေးပဲဖြစ်ပါတယ်အဟောင်း run 2GB နှစ်ချောင်းနော်အဟောင်း run 2GB နှစ်ချောင်းကဲဒါကိုအသစ်လဲမယ်ကဲဒါတော့အသစ်ဝယ်ထားတဲ့ကောင်လေးတွေပါအဲ့တော့ 8GB နှစ်ချောင်းပေါ့နော်ပထမဆုံး 8GB တစ်ချောင်းကိုစိုက်လိုက်ပါမယ်အဲ့တော့45 degree စိုက်မယ်ပြီးရင်နှစ်ဖက်ညီညာဖိချလိုက်ပါနှစ်ဖက်ကိုလည်းညီညာထားပြီးဖိချလိုက်လို့ရှိရင်ကလေးလေးရသူကသူပြန်ပြီးတော့ထိမ့်ပြီးတော့မှာဖြစ်ပါတယ်ကြည့်ဒါဆိုရင် run တစ်ချောင်းတက်တာဆင်းပြီးသွားပါပြီနော်အဲ့ကလေးနှစ်ခုကသူကသူ auto ပြန်ပြီးတော့ထိမ့်ပြီးသွားပါပြီကြည့်ဒါဆိုဒီ run လေးတက်တာအောင်မြင်သွားပါပြီအဲ့တော့ keyboard ကိုပြန်တက်မယ်အဲ့တော့ဒီတခါကျတော့ရှေ့ကိုအရင်ဆုံး line မညီအောင်ထားရပါတော့ရှေ့ကို line မညီအောင်ထားပြီးနောက်ကိုပြန်ဖိဆွဲရမှာပဲဖြစ်ပါတယ်အဲ့တော့ကလေးလေးပြန်ပြီးအောက်မှာသူချိတ်နဲ့သူပြန်ဝင်သွားအောင်ဒီချာလေးစိတ်ရှိလက်ရှိပြန်ပြီးတော့တက်ပြီးလိုက်ပါအဲ့တော့ရှေ့ကညီမနောက်ကလည်းညီမဖြစ်ပါတယ်အဲ့ရှေ့ကိုဒီချာလေးညီအောင်ထားပြီးလိုက်ပါကြည့်ဒါဆိုရင်ကျွန်တော်တို့ keyboard ပြန်တက်တာလည်းအဆင်ပြေသွားပါပြီအဲ့ဒါအားလုံးညီသွားပါပြီအားလုံးညီသွားပြီဆိုတော့နောက်က run ကိုညှို့ထည့်ပါမယ်နောက်က run ချောင်းလေးထည့်မယ်ဒီမှာဆောင်းနာက 8GB ကျန်တဲ့တစ်ချောင်း45 degree ဆောင်းလောင်းလေးထည့်မယ်နှစ်ဖက်ညီတူညာတူဖိချလိုက်ရင် run တက်တာပြီးမြောက်သွားပါပြီအဲ့တော့ဒီ
နက်လေးတွေပြန်ကျက်လိုက်မယ်ကီးဘုတ်ထိန်းတဲ့နက်လေးတွေပါနှစ်ခုပါတာတစ်ခုပဲရှိတော့တဲ့အတွက်တစ်ခုပဲပြန်ပြီးတော့ထိန်းပေးလိုက်ပါမယ်ကဲဒါဆိုရင်ကီးဘုတ်ထိန်းတဲ့နက်လည်းတက်ပြီးတော့ပါပြီအဲဆိုရင်အဖုံးလေးပြန်ပြီးတော့ပိတ်လိုက်ပါမယ်ဖုံးလေးပြန်ပိတ်လိုက်ပါမယ်ကဲဒါဆိုရင်နှစ်ချောင်းလုံးအောင်မြင်စွာတက်လို့ပြီးတော့ပါပြီကဲအဖုံးလေးတခြားသာပိတ်ပြီးတော့ပြီဆိုတော့ဒါဆိုရင် run data ပြီးတော့ပါပြီကဲဒါလေးကတော့ run ကြောင့်အဟောင်းလေးပဲဖြစ်ပါတယ်ဒုတိယနှစ်ချောင်းမှာ battery ပြန်တက်ပါမယ် battery ပြန်တက်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့ရဲ့ run မြင့်တဲ့လုပ်ငန်းစဉ်အောင်မြင်စွာပြီးမြောက်သွားပါပြီ။အခုဆိုရင်ကျွန်တော်ရဲ့ဆက်လေးက run 4GB ကနေ run 60GB ထိရောက်သွားပါပြီ။ဒါဆိုရင်ပို့ပြီးတော့အဆင်ပြေပြီးချောချောမွေ့မွေ့သုံးလို့ရပြီဖြစ်ပါတယ်။အားလုံးပဲကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်။